အခုမဝင်းကားတွေတော်တော်များများရရတဲ့မှာအခုဒီမှာဘတ်ထောင်လေးပါရှိရမဝင်းကားဆိုတော့ကိုချင်းတော်တော်စိတ်ဝင်စားသွားတယ်ပေါ့နော်ထူးထူးဆန်းဆန်းလေးပေါ့နော်ကိုချင်းတို့ပုံမှန်ဆိုလို့ရှိရင်မဝင်းကားကိုရွှေဝါရောင်ဝင်းနေတဲ့မဝင်းကားရည်လေးပဲမြင်နေကြပေါ့နော်ဒါလေးကတော့ကင်းမွန်နဲ့လှုပ်ထားတဲ့မဝင်းကားဖြစ်တဲ့အတွက်ကြောင့်မို့မဲရောင်လေးဖြစ်နေပါတယ်အရန်ကြိုက်တာပဲမင်္ဂလာပါဂုံရှိန်အခုရှင်မြန်မာရဲ့အကြိုက်တွေ့စေမဲ့မဝင်းကားမြန်မာဆိုတဲ့ဆိုင်လေးကို follow ရိုက်ဖို့ရောက်ရှိနေရဖြစ်ပါတယ်ဘလို့ကောင်းတဲ့အစားအသောက်လေးရှိလဲဆိုတာကိုရှင်နဲ့တူလိုက်ကြည့်လိုက်ရအောင်နော်အခုကတော့ကိုရှင်မြင်နေရတာမုံဟင်းကအပြင်အခြားပေါ့နော်အရသာရှိအစားအသောက်တွေအများကြီးတွေ့ရတယ်ပေါ့နော်ဒီမှာဆိုရင်စီထမင်းလေးတွေလည်းရတယ်ဒါအိမ်မှာစားတဲ့လက်ဖက်သုံးတဲ့လက်ဖက်တုပ်တဲ့ထမင်းစီလွန်တီကတော့ကိုရှင်စိတ်တဲ့အကြိုက်ထဲမှာတစ်ခုပါတယ်ပေါ့နော်ဆိုတော့ဒါလေးလည်းရရဲနောက်တစ်ခုကပဲပြုတ်ထမင်းစီစမ်းတဲ့ငါစက်သားကြော်လေးရဲ့နန်းကြီးတုပ်လေးလည်းရတယ်ဒီမှာနောက်ပြီးလို့ရှိရင်ဝက်သားတုပ်တုပ်လည်းရတယ်ဝက်သားတုပ်ပြီးတော့ဒီမှာကြည့်ပါဦး speak in မဝင်းကားရဲ့အမဲရောင်လေးနဲ့မဝင်းကားပုံမှန်ဆိုရင်ငုံချိန်တို့ပေါ့နော်ရွှေဝါရောင်ဝင်းနေတဲ့ဝင်းကားဟင်းလေးကိုပဲပြင်နေကြပါအခုဒီမှာထူးဆန်းတာလေးကတော့အမဲရောင်လေးနဲ့လောက်ထားဆိုတော့ငုံချိန်မှမဲ့တယ်ပါဒါလေးလည်းပါမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းထမင်းစီစမ်းလေးတွေဒါမုတ်ဖက်တုပ်လေးလည်းရတယ်စီလုံးဒီပဲရတယ်လို့ငုံချိန်ထင်ထားတာပေါ့နော်ဒါပေမဲ့လက်ဖက်ရည်နဲ့ပတ်သက်တာဆိုလို့ရှိရင်ဒီမှာစုံစုံလင်လင်ရတယ်ပေါ့နော်အခုမဝင်းကားတွေတော်တော်များများရရတဲ့မှာအခုဒီမှာဘတ်ထောင်လေးပါရှိရမဝင်းကားဆိုတော့ကိုချင်းတော်တော်စိတ်ဝင်စားသွားတယ်ပေါ့နော်စားလဲစားကြည့်ချင်တာဘယ်လောက်ကောင်းလဲဆိုတာဒီမှာတော့ပေါ့နော်ကနန်းသားလေးတွေနဲ့လှုပ်ထားတဲ့မဝင်းကားဆိုတော့တစ်ခါမှမစားကြည့်ဘူးသေးဘူးဆိုတော့ဒါလေး try ကြည့်မယ်ပေါ့နော်ဆိုတော့အခုကိုချင်းစားချင်တာလေးတွေအခုမှာပြီးပြီဆိုလို့ရှိရင်ကိုချင်းနဲ့တူအရသာရှိရဟာလေးကိုတူတူသုံးဆောင်အောင်နော်အခုကိုချင်းမှာထားတဲ့ဟာတွေအားလုံးရပြီဆိုတော့ဗာလေးတွေမှာထားလဲဆိုတာကိုမိတ်ဆက်ပေးမယ်နော်ဒါလေးကတော့ premium မဝင်းကားပေါ့နော်အကျော်ဆုံးပါတဲ့မဝင်းကားလေးပဲဖြစ်ပါတယ်ဒါလေးကတော့ဘာတစ်ထောင်တဲ့ကာဗီယာနဲ့လုပ်ထားတဲ့ကနန်းသားလေးပါတဲ့မဝင်ကားလေးပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့ကိုချိန်ပေါ့နော်လုံးဝ try ကြည့်တဲ့နေရာမှာပါတယ်လို့ဒါထင်လို့မှားလိုက်တာပဲဖြစ်ပါတယ်ဒါလေးကတော့ထူးထူးဆန်းဆန်းလေးပေါ့နော်ကိုချိန်တို့ပုံမှန်ဆိုလို့ရှိရင်မဝင်ကားကိုရွှေဝါရောင်ဝင်းနေတဲ့မဝင်ကားရည်လေးပဲမြင်နေကြပေါ့နော်ဒါလေးကတော့ကင်းမွန်နဲ့လုပ်ထားတဲ့မဝင်ကားဖြစ်တဲ့အတွက်ကြောင့်မို့မဲရောင်လေးဖြစ်နေပါတယ်ဒါလေးလည်းကိုချိန်စားကြည့်ချင်တဲ့နေရာမှာပါလို့မှားလိုက်တာဖြစ်ပါတယ်ဒါလေးကတော့နန်းကြီးတုပ်လေးပါရှင်ဒါလေးကဝက်သားတုပ်ထိုးပါဒါလေးကတော့ကုံချိန်တို့ပုံမှန်ဆိုလို့ရှိရင်မန္တလေးမှာပေါ့နော်ဝယ်စီတန်းလမ်းလျှောက်တဲ့အချိန်မှာသာတွေ့ရတတ်တဲ့မုတ်လေများလို့လည်းခေါ်သလိုမုတ်အုပ်ကလေးလို့လည်းခေါ်တယ်ပေါ့နော်ဒါလေးတွေမှာထားတာဖြစ်ပါတယ်ဒါလေးကတော့စီလွန်တီလေးပါဒါလေးကလက်ဖက်ရည်ဆိုလို့ရှိရင်စီလွန်တီကိုအရန်ကြိုက်တယ်ပေါ့နော်ခဲဒါဆိုလို့ရှိရင်ကုံချိန်နဲ့အတူဘလို့အရသာရှိလဲဆိုတာတူတူစားလိုက်ရအောင်နော်သူကကြောက်အနှစ်လေးတွေကပြစ်ပြစ်လေးပေါ့နော်ခွန်ရှင်တို့မန်လေးမှာဆိုလို့ရှိရင်မုံဟင်းကားကိုတောက်တယ်လို့တောင်သုံးတယ်ဆိုကြရပါပေါ့နော်အရေးအများကြီးနဲ့ပေါ့နော်ရန်ကုန်မှာမုံဟင်းကားစားရင်တော့အဲ့လိုပြစ်ပြစ်လေးမော်လမြိုင်မှာစားလို့ရှိရင်လည်းပြစ်ပြစ်လေးပေါ့နော်အခုဒီမှာထိုင်းမှာစားတော့လည်းပြစ်ပြစ်လေးပေါ့နော်စားလို့ကောင်းတယ်ရတာလေးတော်တော်ကောင်းပါတယ်ငါးလေးတွေကိုလေပြစ်ပြစ်နေအောင်လုပ်ထားတဲ့အရသာလေးပေါ့နော်စားလို့ရန်ကောင်းတယ်ဒါလေးကဟိုခုမီးချင်တဲ့ကာဗီယာလေးနဲ့လုပ်ထားတဲ့ဟာလေးဆိုတော့အရန်မီးချင်နေပြီသူကကြောက်လေဒီသူ့ရဲ့အဝါရောင်ပေါ့နော်မွေးငါးဟင်းလေးကဒီဘက်ကဟာနဲ့တူပေမဲ့ဒီကာဗီယာလေးနဲ့အတူတွဲစားလိုက်တဲ့အချိန်မှာအရသာလေးကလေဘယ်လိုပြောရမလဲတမျိုးလေးပေါ့နော်ကောင်းတယ်ဆူရှီစားတဲ့ခါကြလို့ရှင်လေကိုချိန်တို့ပေါ့နော်ဝါဆာဘီတော့စားတဲ့ခါကျရင်လေစားရတဲ့အရသာမျိုးလေးလိုမျိုးဖြစ်တယ်ပေါ့နော်ခုစားကြည့်လိုက်တာပေါ့နော်စားလို့ကောင်းပါတယ်ဒီအမဲရောင်လေးခုမြည်ကြည့်မယ်နော်ဒါလေးကကြတော့ तू ကကင်းမွန်နဲ့လှုပ်ထားတဲ့ဟာပေါ့နော်ဒါထူးထူးဆန်းဆန်းလေးပုံမှန်မြင်နေကြမွေးငါးဟင်းအရောင်လေးနဲ့မတူအဝါနဲ့မတူပေါ့နော်ခုဒါလေးကတော့အမဲရောင်လေးပါသူကလေစိတ်နဲ့ဘက်ကိုသွားတယ်ပေါ့နော်ကင်းမွန်ဟုတ်တယ်ကင်းမွန်စားတဲ့ခါကျလို့ရှိရင် तू ကလေကင်းမွန်အကောင်လေးတည်ရမလားအဲ့မျိုးစကင်လေးတွေပါစားရတယ်သူ့ကိုခုစားကြိတ်တာစိတ်လေးထူးရတာလေးကအခုကုန်ရှင်ဒီဆိုင်မှာရတဲ့မဝင်းကားသုံးခုလုံးကိုရှင်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီဟာလေးကတော့ကုန်ရှင်တို့ပုံမှန်စားနေကြ premium မဝင်းကားပေါ့နော်ဒါပုံမှန်စားနေကြမဝင်းကားလေးလိုပါပဲဒါလေးကတော့ထူးဆန်းတဲ့သူကတော့သူ့ရဲ့ရတာလေးကကင်းမွန်နဲ့လောက်ထားဖြစ်တဲ့အတွက်စိတ်လေးဖြစ်စေတယ်ပေါ့နော်စိတ်နာလေးကြရင်ဒါလေးကိုစားပါလို့နောက်တစ်ခုကတော့ဒါကတော့ဒီမှာဈေးကြီးဆုံးလည်းဖြစ်တဲ့ပတ်တစ်ထောင်နဲ့မဝင်းကားဖြစ်ပါတယ်သူထဲမှာ
ကာဗီယာငါ့ကိုရောကနန်းသားပါတဲ့အတွက်ပေါ့နော်သူ့ရဲ့အရာသားတော့ဒါပြောစရာမလိုအောင်ကိုပေးရတဲ့ဈေးနှုန်းနဲ့လဲဒါကကောင်းတယ်လို့လဲတန်တယ်လို့လဲခံစားရပါတယ်ရှင်အခုကိုချိန်တို့မွေးငါကိစ္စလေးပြီးပြီဆိုတော့နန်းကြီးတုတ်ဘက်ကိုတောက်လိုက်ရအောင်နော်နန်းကြီးတုတ်လေးကိုမြည်ကြည့်မယ်ပေါ့နော်အရန်ကြိုက်တာပဲနန်းကြီးတုတ်ကလေတကယ်ကိုမြန်မာပြည်မှာစားရတဲ့အတိုင်းပဲဘုရင်တို့အရန်ကြိုက်သွားတယ်အဲ့လိုရန်ကောင်းတယ်အရန်စားလို့ကောင်းတာပဲနောက်ထပ်ဒါလေးကတော့ဝတ်သားထုတ်ထိုးပဲဖြစ်ပါတယ်ဝတ်သားထုတ်လေးမြည်ကြည့်မယ်နော်ဒီကဝတ်သားထုတ်ထိုးလေးကကြောက်လေပြောမယ်ဆိုရင်ဘုရင်တို့ဒီမြန်မာပြည်မှာစားတဲ့ဝတ်သားထုတ်ထိုးမျိုးဆိုတော့တဲ့ဒီကဝတ်စတူးပေါ့နော်ဝတ်စတူးတွေပါလေစားရတဲ့အရသာမျိုးလေးကိုဖြစ်စီရဲစားလို့အရင်ကောင်းတယ်ဝတ်စတူးကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီကကွက်တီပဲတရားလေးကဝတ်သားထုတ်ထိုးစားပေးမယ်ဝတ်စတူးစားရတဲ့အတိုင်းပဲကောင်းတယ်ဒါလေးမြည်ကြည့်မယ်ဒါလေးကတော့မုတ်လေးမရတဲ့ဒီမှာခဲထဲမှာကြည့်လုံးဝနော်ပွဲဆေးလျှောက်တဲ့အခါမှဒါကိုချင်းနန်းလေးမှာဆိုရင်ပွဲစင်းကနေပါလျှောက်လဲတဲ့အခါကျမှလာမြင်ရဘူးတဲ့အစားအစာလေးအရန်ကြိုက်တဲ့ထဲမှာပါတထရရဲပဲဒါပေမဲ့သူ့စီမှာဘာပိုကောင်းသွားလဲဆိုတော့စီတက်နဲ့ခံစားမှုကိုပို့ပြီးတော့ရတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကိုချင်းတို့ဒီပွဲစင်းနေပါမှာတွားပြီးတော့ရှောက်မယ်ဆိုရင်တော့မှဒီလိုအစားတောက်စားတဲ့အခါမှာလေစီကဒီမျိုးတက်နဲ့ခံစားမှုမရှိဘူးဒါလေးကဆက်လိုက်တာနဲ့အဲ့လိုမျိုးအရသာလည်းရမ်းရှိပြီးတော့သူ့ရဲ့ထဲထဲမှာပါတဲ့မုံလေးကြိတ်ထားတာဟာတွေကစားအရသာတော်တော်လေးရှိတယ်။နောက်တစ်ခုကကြတော့ဒီလိုမျိုးပေါ့နော်မွေးငါးဆိုင်ဖြစ်ပေမဲ့သူ့ဆိုင်မှာအခုလိုမျိုးစုံစုံလင်းလင်းပေါ့တနေရာထဲမှာပဲအဲ့လိုနောက်အဲ့လိုဒီမှာကိုင်းဟိုလာတော့ကပြခဲ့တဲ့မင်းမျိုးတွေကလိုပဲလေစီထမင်းတွေလည်းရရကွာပဲပြုတ်ထမင်းစီစက်တွေလည်းရဆိုတော့တော်တော်စုံစုံလင်းလင်းရရတဲ့မှာပါတယ်ပေါ့နော်။ကိုရှင်ကဒီဆိုင်ကိုလုံးဝ recommend ပေးတယ်လုံးဝပေါ့နော် rating တန်းမှာတန်းပဲကိုင်းပေးလိုက်ပြီးတော့အရန်စားလို့ကောင်းတယ်ဒီကိုလာတဲ့ခါကြလို့ရှိရင်လုံးဝနောင်တမရစရာဘူးလို့ပေါ့နော်ပြောချင်ကောင်းမွန်တဲ့စားတောက်တွေကိုဖန်တီးထားတာဖြစ်တဲ့အတွက် idea လေးလည်းအရန်ကောင်းတယ်ပေါ့နော်အဲ့တော့ညီမလေးဘာရွယ်ချက်လေးနဲ့ဒါလေးတွေကိုစပြီးတော့ဖွင့်ခဲ့ရလဲပြည်သက်ကြီးကိုမိထွက်ပြီးပါဟုတ်ညီမအဓိကပေါ့နော်မြန်မာပြည်ကိုလည်းအရန်လွမ်းတယ်အရန်လွမ်းလို့ရပြီးတော့မြန်မာအစားအသောက်ကိုလည်းလွမ်းတယ်ပြီးတော့ထိုင်းလူမျိုးတွေရောနိုင်ငံခြားသားတွေရောပေါ့နော်ဒီမြန်မာအစားအသောက်တွေကို sharing လုပ်ပေးချင်လို့ပါတိတ်ကောင်းတဲ့ idea ပဲညီမလေးဒါကဘာလဲပြီးတော့ကိုမြန်မာလူမျိုးတွေပေါ့နော်ကိုရဲ့ရှင်မြန်မာလူမျိုးတွေရဲ့အစားအသောက်တွေကိုဒါကညီမလေးပြောချင်တာကနိုင်ငံခြားသားတွေအကုန်လုံးကို sharing လုပ်ပေးချင်တယ်ဆိုတော့ဒါသူစိတ်ကြီးပေါ့နော်ဆိုတော့ဒီဆိုင်လေးကိုလာခဲ့မယ်ဆိုရင်လုံးဝနောင်တမရစရာပါဘူးလို့ပုံဟင်းငါးဆိုင်တွေကပြောတာတကယ်တော့လေမြန်မာအစားအသောက်စုံလေးပဲနောက်ဆုံးအခုလိုမျိုးမုံနေများစာရတယ်ဆိုတော့ဒါသဘောပေါက်လိုက်တော့နော်အဲ့ဆိုရင်ညီမလေးရဲ့ဆိုင်လိပ်စာလေးကိုဒါပြည်သက်ကြီးတရားညွှန်ပေးလိုက်ပါဟုတ်ညီမလေးရဲ့ဆိုင်ရဲ့လိပ်စာကျတော့ဒီ Platinum Fashion Mall ရဲ့ဘေးကတိုက်ပေါ့နော်ဒီ finish လေးလွှာမှာဖွင့်ထားပါတယ်ဟိုဝင်လာပြီဆိုလို့ရှိရင်အဝါရောင်လိုကိုလည်းမြင်ရပါပြီအဲ့ဆိုရင်အားလုံးကိုဒီဆိုင်လေးကိုလာမယ်ဆိုရင်လုံးဝနောင်တမညစရာပါဘူးလို့เนาะဖိတ်ခေါ်လိုက်ပါတယ်ရှင်